ဒီကိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရှမ်ပယ်လေး round 2ပွဲစဉ်တွေဖြစ်တဲ့၄ပွဲကိုကျွန်တော်ပြောချင်တာပြောပြီးတော့ကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပွဲအင်တာပွဲလေးကိုကျွန်တော်သွားကြည့်လိုက်အောင်သူတို့နောက်ဆုံးကစားခဲ့တဲ့ပွဲ5ပွဲမှာ3ပွဲနိုင်2ပွဲတရေရှိပါတယ်အဆင့်3နေရာမှာရှိပါတယ်ရာကို10ကိုပေးကို6ကိုရှိအောင်ကျွန်တော်တွေ့ရပါတယ်ရမှတ်ကတော့17မှတ်ရှိပါတယ်ရမှတ်တွေ17မှတ်တွေရှိ12မှတ်တွေရှိအဆင့်တွေဘယ်လောက်ပဲရှိနေအခုလက်ရှိကံမဲ့ပွဲမှာတော့ကျွန်တော်တို့စောင့်ကြည့်ရမှအနေထားမှာရှိပါတယ်ကျွန်တော်တို့ဘယ်လိုပဲခံမှန်းသူတို့ကံမှာဖြစ်တဲ့ကြောင့်ကျွန်တော်လည်းမသိပါဘူးအင်တာနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာ1ပွဲနိုင်1ပွဲတရေ2ပွဲရှုံးတာတော့ကျွန်တော်တွေ့ရပါတယ်ဘောလုံးပွဲဆိုတာတော့အနိုင်ရှုံးဆိုတာတော့ရှိကြပါတယ်ဒါလည်းဘော်ဒါတို့သိပါတယ်အဲကြောင့်ကိုယ်နဲ့ကြည့်ထိုးဖို့ပဲအဓိကပါလောင်းကစားဆိုတာမကောင်းပါဘူးတကယ်လို့ထိုးချင်တော့ကျွန်တော်ချီကိုလာထိုးကြပါကျွန်တော်အောက်မှာလင်းနေချပေးထားပါတယ်လက်ရှိ online ပေါက်ကြီးအနေနဲ့တစ်လုံး80စားဘိုးပေါင်းကြီးကတော့3လုံး30စားပေးထားတာတွေ့ရတယ်ကျွန်တော်နဲ့ပေးရမယ်ဆိုရင်တော့အေချက်ကိုကျွန်တော်ဂိုးပေါ်ကြိုက်ပါတယ်တော့ကြောက်လက်ဘော်ဒါလည်းထိုးချင်ထိုးပါမထိုးချင်လည်းနေပါဒုတိယပွဲကဘိုင်ယန်နဲ့ရှက်စီကိုကျွန်တော်သုံးသက်ပေးမှာဖြစ်ပါတယ်ဘိုင်ယန်အဆင့်1နေရာမှာအခုရက်တည်နေတာကျွန်တော်တို့တွေ့ရပါတယ်ရှေ့ကိုဘယ်လိုကံမလဲတော့ကျွန်တော်လည်းမသိပါဘူးသူနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာ3ပွဲနိုင်တယ်တပွဲတရေတပွဲရှုံးတာတော့ကျွန်တော်တို့တွေ့ရပါတယ်ဘောလုံးပွဲအနေနဲ့ကတော့အနိုင်ရှုံးဆိုတာတော့ဘော်ဒါလည်းသိပါတယ်ဘလို့ပဲလောင်းဘလို့အောက်ကြီးထိုင်ဘလို့ပဲအထက်ကြီးနေဘယ်သူမှဆရာကြီးဆိုတာမရှိကြပါဘူးအဲကြောင့်ဘော်ဒါတို့လည်းကြည့်ပဲထိုးကြပါရှယ်ဆီနောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာလည်း2ပွဲနိုင်တယ်2ပွဲတရေရှုံးပွဲမရှိတာကိုကျွန်တော်တွေ့ရပါတယ်အဆင့်5နေရာမှာရှိပါတယ်ရှယ်ဆီကတော့အရင်ကောင်းလားမကောင်းလားဆိုတော့ကျွန်တော်လည်းမသိပါဘူးအရင်ပွဲတွေတော့ကြည့်ခဲ့ဘူးပါတယ်တော်တော်လေးကောင်းတယ်ရှယ်ဆီကအခုလာမယ့်ပွဲမှာလည်းကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ဘော်ဒါကိုလည်းထင်ရင်မထင်ရင်နေပါလက်ရှိပေါက်ကြီးကလည်းတစ်လုံး25ပြားရှုံးဘိုးပေါင်းကြီးကလည်း3လုံး25ပြားစားဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဒါကတော့ဘော်ဒါလည်းကြည့်ထိုးကြပါဘောလုံးပွဲဆိုတာတော့ခံမှခတ်တယ်ဆရာကြီးတွေတော့ပေါက်ချင်မှပေါက်တာသူတို့လည်းမသိပါဘူးကျွန်တော်လည်းမသိပါဘူးအဲကြောင့်တကယ်လို့ပေးရမယ်ဆိုရင်ကျွန်တော်ရှက်စီကိုဘော်ဒီပေးပါတယ်ဘော်ဒါလည်းကြရင်ထိုးပါမကြရင်မထိုးပါနဲ့တတိယပွဲစဉ်နဲ့လီဗာပူးနဲ့အက်တလက်တီကိုပွဲလေးကိုကျွန်တော်သွားကြည့်ရအောင်သူတို့ရဲ့ကိုပေါင်းကြီးကတော့တစ်လုံး20ရှုံး3လုံး25အစားပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ကြီးတယ်သူတို့ပေးချင်တာတွေပေးကြတာပါဖွင့်ချင်တာတွေဖွင့်ကြတာပါအဲကြတော့ဘော်ဒါကိုလည်းကြီးကြည့်ပြီးမထိုးပါနဲ့ကြီးတယ်ပြီးတော့ကြီးတယ်အပြောင်းလဲတွေအများကြီးရှိပါတယ်တကယ်ကမ်မန်နေဂျာမှာဒါကိုကသူကြီးကြည့်ပြီးတော့ထိုးကြပါအဲဒါပေါက်ချင်လည်းပေါက်မယ်မပေါက်ချင်လည်းမပေါက်ဘူးဗျာပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်၄ပွဲမှာလည်းလီဗာပူးအနေနဲ့က၄ပွဲနိုင်တယ်တပွဲတရေတပွဲရှုံးတာကိုတွေ့ရတယ်လီဗာပူးကတော့တော်တော်လေးကောင်းပါတယ်ကျွန်တော်ယင်းနေ့တည်းလည်းကျွန်တော်ကြည့်ရတယ်လီဗာပူးကတော်တော်လေးကောင်းပါတယ်အက်တလီကိုရဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့၄ပွဲမှာလည်းတပွဲနိုင်2ပွဲတရေတပွဲရှုံးတာကိုကျွန်တော်တွေ့ရပါတယ်ဘောလုံးပွဲမှာတော့အရှုံးနဲ့အနိုင်မဲ့ဘော်ဒါတို့ရေးကိုကြည့်တာထိုးတာကြကျွန်တော်လည်းအပိုင်မပြောနိုင်အောင်ကျွန်တော်လည်းရမ်းပြောနေတာပေးမယ်ဆိုတော့ကျွန်တော်ကတော့ပိုင်ရန်ကျွန်တော်က6အောက်ပေးပါတယ်ဘော်ဒါလည်းကြရင်ထိုးပါမကြရင်လည်းမထိုးနဲ့နောက်ဆုံးတစ်ပွဲကိုကျွန်တော်တို့ဆက်သွားရအောင်နောက်ဆုံးပွဲအနေနဲ့ PSG နဲ့အတလန်တာပွဲလေးကိုကျွန်တော်တို့သုံးသပ်ပေးသွားဖြစ်ပါတယ်လက်ရှိ PSG နဲ့အတလန်တာ online ကိုပေါက်ကြီးပေးထားတာကတစ်လုံး30ရှုံးဘိုးပေါင်းကြီးက3လုံး30စားပေးထားတယ်အတလန်တာနောက်ဆုံးကစားခဲ့တဲ့4ပွဲမှာ4ပွဲနိုင်တယ်တပွဲတရေတပွဲရှုံးတာကိုကျွန်တော်တို့တွေ့ရတယ်နောက်ပွဲလည်းသူရှုံးရင်ရှုံးမှာပဲနိုင်ရင်နိုင်မှာပါအဲ့ဒါတော့ကျွန်တော်လည်းမသိပါဘူးဘော်ဒါတို့ရေးကိုကသူတို့ကြည့်တာထိုးကြပါအတလန်တာရဲ့နောက်ဆုံးကစားခဲ့တဲ့3ပွဲမှာလည်းတပွဲနိုင်တယ်2ပွဲရှုံးတယ်တပွဲရတော့တရေပါကျွန်တော်ဒါမျိုးတွေကြည့်ပြောနေရလဲဒီဖုန်းထဲကအချက်လက်တွေကြည့်ပြောနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းတခြားမသိပါဘူးကြည့်ပေးရမယ်ဆိုတော့ကျွန်တော်ကအတလန်ကိုဂိုးပေါ်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်လည်းရမ်းပေးပါတာရမ်းပေးတာပါကျွန်တော်ကြိုက်တဲ့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာကျွန်တော် channel လေးနဲ့ချပေးထားပါတယ်စိတ်ဝင်စားတဲ့ဆိုရင်လာပြီးတော့ဟိုင်းလို့ရပါစကားပြောလို့ရပါတယ်တကယ်လို့ဘောလုံးပွဲတွေထိုးချင်တယ်ဆိုရင်လည်းကျွန်တော် Telegram channel မှာလာအပ်ပေးပါဟိုင်းပေးပါကျွန်တော်အဲ့ဒီကနေပြီးအများကြီးရှိပါတယ်ပြီးတော့ကျွန်တော်ကဆရာကြီးဗျကျွန်တော် Telegram ထဲမှာတော့ပွဲတွေကိုအမှန်နေပေးထားတာဒီပွဲမှာတော့ကျွန်တော်ကရမ်းပြီးတော့ပေးတာမဟုတ်တကယ်တည်းပေးတာဘော်ဒါတို့ရှောက်ပြီးတော့ထင်းမနေကြနဲ့အဲကြောင့်ကျွန်တော်တို့နောက်နေ့မှတွေ့ကြအောင်ဘိုင်ဘိုင်အေးပြီးတာပြီဟာ